မိခင်ဖြစ်သူချက်ပြုတ်ထားတဲ့အစားအစာတွေကိုစားသုံးလိုက်တဲ့ကြိုက်တိုင်းမှာပဲသူ့ရဲ့မျက်စိရှိမှာအမြဲတမ်းလင်းလက်လှုပ်ရှားနေတဲ့ကဏ္ဍတစ်ခုပေါ်လာလိမ့်ရှိပါတယ်။ဒါပေမဲ့သူ့အတွက်ထူးဆန်းနေတာကတော့အပြင်ကဝယ်ယူစားတောက်တဲ့အခါတိုင်းမှာဒီလိုမျိုးလှုပ်ဝက်ဆန်းပြတဲ့ကဏ္ဍတွေလုံးဝပေါ်မလာပဲမိခင်ဖြစ်သူချက်ပြုတ်ကျွေးမွေးတဲ့အခါမှသာပေါ်လာပြီးထမင်းတစ်နက်စားပြီးတိုင်းအဲ့ဒီကဏ္ဍတွေဟာလျော့နေသွားခဲ့တာပဲဖြစ်ပါတယ်။သူဟာသူ့ရဲ့မျက်စိတွေဝေဝါးပြီးအမြင်မားတာလို့ထင်မှတ်တာကြောင့်မြို့အနှံ့မှာရှာတီးတဲ့ဆေးရုံတွေစီတွားရောက်ပြီးမရေတွက်နိုင်တဲ့စစ်ဆေးမှုတွေကိုခံယူခဲ့ပေမဲ့ရလဒ်အားလုံးကတော့သူ့ရဲ့ခန္ဓာကိုယ်ဟာယောဂဗျာကင်းရှင်းပြီးလုံးဝကျန်းမာနေတယ်လို့ပဲပြသနေခဲ့ပါတယ်။နောက်ရက်အိမ်ပြန်ရောက်လို့မိခင်ဖြစ်သူချက်ပြုတ်ထားတာကိုပြန်လဲစားတောက်မိတဲ့အချိန်ကြာမှပဲအဲ့ဒီကဏ္ဍဟာသူ့မျက်စိရှိမှထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။အဲ့ဒီခါကျမှပဲသူဟာတဖြည်းဖြည်းချင်းလျော့နေသွားနေတဲ့ကဏ္ဍတွေဟာလုံးဝအမြင်မားတာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတော့တယ်။အဲ့ဒီညမှာတော့သူဟာကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တဲ့သူ့ရဲ့ဖခင်ဖြစ်သူကိုအိမ်မက်မက်ခဲ့ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာတင်သူဟာရက်ဆက်လာတဲ့အမှန်တရားကြီးကိုသိရှိသွားခဲ့ရတာပါ။အဲ့ဒါကတော့လျော့နေသွားနေတဲ့ကဏ္ဍတွေဟာသူ့မိခင်ရဲ့အသက်ရှင်တန်ဖို့ကြန့်ရှိနေတဲ့တက်တန်းရည်တွက်မှုပဲဖြစ်ပါတယ်။အကယ်၍အဲ့ဒီကဏ္ဍတွေဟာသူ့ညကိုရောက်ရှိသွားခဲ့ရင်အဲ့ဒီအချိန်ဟာသူ့ရဲ့မိခင်သူ့ကိုထာဝရဆုံးခွာသွားမယ့်အချိန်ပဲဖြစ်ပါတယ်။မခွဲခွာခင်မှာဖခင်ဖြစ်သူကကံကြမ္မာဆိုတာအမြဲတမ်းပြန်လည်ပြင်ဆင်ရေးသားလို့ရပါတယ်လို့သူ့ကိုတတိပေးခဲ့ပါတယ်။သူနိုးလာတဲ့အခါမှာဖခင်ဖြစ်သူရဲ့စကားတွေကိုရင်ထဲမှာအသေးဆွဲမှတ်သားထားလိုက်ပါတယ်။မိခင်ဖြစ်သူကိုကယ်တင်ဖို့အတွက်သူဟာမိခင်ချက်ပြုတ်ထားတဲ့အစားအစာတွေကိုဘယ်တော့မှထပ်မစားတော့ဘူးဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာမိခင်ဖြစ်သူကိုမိဖို့ချောင်းထဲမဝင်နိုင်အောင်အကြောင်းပြချက်အမျိုးမျိုးပေးပြီးနေတိုင်းအပြင်ဆိုင်တွေမှာပဲလိုက်လံကျွေးမွေးခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲမိခင်ဖြစ်သူဟာဒီလိုမျိုးကုန်ကျစရိတ်တွေကိုမတက်နိုင်တော့ပါဘူး။ဘာမှတတ်နိုင်ခြင်းမရှိတော့တဲ့အခါမှာတော့သူဟာအခြားအစီအစဉ်တစ်ခုကိုထပ်မံကြံစည်ခဲ့ပါတယ်။အဲ့ဒါကတော့စာကိုစူးစမ်းပန်းစားတင်ယူပြီးစိုးမျိုးသားတက္ကသိုလ်ကိုတက်ရောက်ဖို့ပါပဲ။သူဟာမိခင်နဲ့အဝေးကြီးကိုထွက်ခွာသွားနိုင်ရင်မိခင်ချက်တဲ့ထမင်းကိုစားစရာမလိုတော့တဲ့အတွက်မိခင်ရဲ့တက်တန်းကဏ္ဍတွေကိုအဲ့ဒီအတိုင်းပဲရပ်တန့်ထားနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့တာဖြစ်ပါတယ်။မကြခင်မှာပဲသူမျှော်လင့်ထားတဲ့အတိုင်းစိုးမျိုးသားတက္ကသိုလ်ကိုအောင်မြင်စွာတက်ရောက်ခွင့်ရရှိခဲ့ပေမဲ့မိခင်ဖြစ်သူရဲ့မျက်နှာပေါ်မှာတော့ဂုဏ်ယူတဲ့အရေးအယောင်တွေမရှိဘဲဝမ်းနည်းပူဆွေးမှုနဲ့ခွဲခွာရခက်ခဲတဲ့အမှုရာတွေသာပြသနေခဲ့ပါတယ်။သူ့ရဲ့ရင်ထဲမှာတော့မိခင်ရဲ့ဘေးမှာပဲအမြဲတမ်းနေထိုင်ခြင်းခဲ့ပေမဲ့မိခင်ရဲ့တက်တန်းရည်တွက်မှုကတော့138ခုအထိလျော့နေနေခဲ့ပါပြီ။မကြမီမှာပဲကံကြမ္မာကသူ့ဘော်ကိုနောက်ထပ်တစ်ကြိမ်ရက်ဆက်တဲ့ပြက်လုံးတစ်ခုကစားခဲ့ပြန်ပါတယ်။သူဟာကင်ဆာရောဂါနောက်ဆုံးအဆင့်ခံစားနေရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရတာပါ။ဆရာဝန်ကသူ့မှာအသက်ရှင်ဖို့အများဆုံး3လတာကျွန်တော်လည်းလို့ပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကံကြမ္မာကနေထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူ့ရဲ့အထောက်မှုအားလုံးဟာဘာအတိတ်ပဲမှမရှိတော့ပါဘူး။သူဟာထွက်ပြေးခြင်းကိုရပ်တန့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအစားသူဟာမိခင်ဖြစ်သူရဲ့ဘေးနားမှာနေတိုင်းနေထိုင်ပြီးမိခင်ချက်ပြုတ်ကျွေးမွေးတဲ့အစားအစာတိုင်းကိုပျော်ရွှင်စွာနဲ့အရသာရှိရှိစားတောက်ဖို့ရွေးချယ်လိုက်ပါတော့တယ်။အဲ့ဒီနေ့ရက်တွေဟာအလွန်ပဲနှွေးထွေးခဲ့ပေမဲ့အပြောင်းလဲမရှိတာကတော့တက်တန်းရည်တွက်မှုတွေဟာနေ့စဉ်နဲ့အမျှလျော့နေလို့နေခဲ့တာပါပဲအဲ့ဒီညနေခင်းမှာတော့မိခင်ဖြစ်သူဟာသူ့အကြိုက်ဆုံးအမဲသားစွပ်ပြုတ်ကိုချက်ပြုတ်ပေးခဲ့ပြီးနှစ်ပေါင်းများစွာသူ့နောက်ကိုလိုက်ပါလာခဲ့တဲ့တက်တန်းကဏ္ဍတွေဟာနောက်ဆုံးမှာတော့တစ်ခုတည်းအထိကျဆင်းသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာခွဲစိတ်ကုသမှုခံယူဖို့သဘောတူညီခဲ့ပါတယ်သူ့ကိုခွဲစိတ်ခန်းထဲကိုတွန်းရွှေ့သွားတဲ့အချိန်မှာပဲမိခင်ဖြစ်သူဟာသူ့ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်ထားပြီးမကြောက်လန့်ဖို့အတွက်အတင်းအကျပ်ပြုံးပြကအားပေးနေခဲ့ပါတယ်သူ့ရဲ့ရင်ထဲမှာအဆုံးမဲ့တဲ့ထိတ်လန့်မှုတွေပြည့်နေခဲ့ပေမဲ့သူဟာဒီကဘာကြီးကနေထွက်ခွာသွားရမှာကိုကြောက်ရွံ့နေခဲ့တာမဟုတ်ပါဘူးသူကြောက်ရွံ့နေခဲ့တာကတော့သူ့ရဲ့မိခင်ကိုတယောက်တည်းပစ်ထားခဲ့ရမှာကိုပဲဖြစ်ပါတယ်ကံကောင်းစွာနဲ့ပဲခွဲစိတ်ကုသမှုဟာရာနှုန်းပြည့်အောင်မြင်သွားခဲ့ပြီးသူဟာဘေးကင်းစွာကြော်ဖြတ်နိုင်ခဲ့ပါတယ်ဆရာဝန်တွေကတော့ဒါဟာအံ့ဖွယ်မှုတစ်ခုပဲလို့အံ့ဩခဲ့ကြတာပေါ့အိမ်မှာကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်သူပထမဆုံးလှုပ်ဆောင်ခဲ့တဲ့အရာကတော့မိခင်ဖြစ်သူအတွက်အမဲသားစွပ်ပြုတ်တစ်ခွက်ကိုကိုယ်တိုင်ချက်ပြုတ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါဟာသူ့ရဲ့ဘဝမှာမိခင်အတွက်ပထမဆုံးအကြိမ်ဖြစ်ချက်ပြုတ်ပေးခဲ့တာဖြစ်ပါတယ်။သူဟာမျက်စိရှိကတက်တန်းကဏ္ဍတွေသူညအထိလုံးဝကျဆင်းသွားမှာကိုစိုးရိမ်တာကြောင့်မျက်လုံးတွေကိုရင်တလက်လက်နဲ့ပိတ်ထားခဲ့မိပါတယ်။မိခင်ဖြစ်သူကသူ့ချက်ပြုတ်ထားတဲ့အစားအစာကိုစားတောက်လိုက်တဲ့အခါမှာတော့သူဟာမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ပြီးနယံစီကိုလှမ်းကြည့်လိုက်ပါတယ်။ကြာမြင့်စွာရက်တက်နေခဲ့တဲ့အဲ့ဒီတက်တန်းကဏ္ဍတွေဟာတဖြည်းဖြည်းချင်းပြန်လည်မြင့်တက်လာခဲ့ပါပြီ။အဲ့ဒီအချိန်ကြာမှပဲသူဟာဖခင်ဖြစ်သူရဲ့စကားတွေကိုအပြည့်အဝသဘောပေါက်သွားခဲ့ပါတော့တယ်။အမှန်တော့ကံကြမ္မာကိုပြောင်းလဲပြင်ဆင်နေဆိုတာထွက်ပြေးတိမ်းရှောင်နေဖို့မဟုတ်ပါဘူး။မိခင်ချက်ပြုတ်ကျွေးမွေးတဲ့ထမင်းလုပ်တွေကိုရှောင်ကျဉ်နေုံနဲ့မိခင်ကိုလုံးဝကယ်တင်နိုင်မှာမဟုတ်ပါဘူး။အဓိကအရေးကြီးဆုံးအရာကတော့မိခင်ချက်ပြုတ်ပေးတဲ့ထမင်းလုပ်တိုင်းကိုတန်ဖိုးထားပြီးမိမိရဲ့နှလုံးသားတစ်ခုလုံးနဲ့အရသာရှိရှိစားတောက်ရင်အတူတူရှိနေပေးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အပေါ်ထားရှိတဲ့ချစ်ချင်းမြတ်တာတွေကိုတက်တန်းရည်တွက်မှုတွေဖြစ်မပြောင်းလဲပါစေနဲ့မိမိကိုချစ်ခင်မြတ်နိုးရတဲ့သူတွေချက်ပြုတ်ကျွေးမွေးတဲ့ထမင်းလုပ်တိုင်းကိုအမြဲတမ်းတန်ဖိုးထားစားတောက်ကြပါဦးဗျာ။ဒီဇလန်တိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့။ဦးတော်နောက်ထပ်လည်းစိတ်ဝင်စားစရာဇလန်ကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်အားပေးကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။